အစိုးအစီအစဉ်လေးတွေပြီးတဲ့အခါမှာတော့အခုတို့အကတပံဆိုတဲ့အတိုင်းအကအလားလေးနဲ့ကပြဖြေပြီးကောင်းမယ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ထပ်မံပြီးတော့ပြောရမယ့်အစီအစဉ်လေးတွေနဲ့အပင်ပညာဌာနမှာဒုတိယနှစ်ကျောင်းသားကျောင်းသူလေးများစူးစမ်းထားတဲ့စောင်းမှုလေးနဲ့နမိမယ်နှစ်ပါးသွားဆိုတဲ့အကအလားလေးကိုညီမတို့အတူရှုစားခံကြရမှာဖြစ်ပါလိမ့်ရှင်ဟုတ်ကဲ့ပါကျောင်းနေတဲ့အတူလိုက်ပါပြီးတော့ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာYou need the time.